ဒီစကားလုံးကနေရာတကာလိုက်သုံးလို့မရတဲ့စကားမျိုးပါ Who does that? ဒီစကားလုံးကနေရာတကာလိုက်သုံးလို့မရတဲ့စကားမျိုးပါသူ့ရဲ့အဓိပ္ပာယ်ကအရန်လေးနဲ့တယ်သူကတခုခုကိုလမ်းသစ္စာဖောက်တာပါတခုခုကိုရှာဖွေတွေ့ရှိတာဒါပေမဲ့အဲ့ဒီရှာဖွေတွေ့ရှိတဲ့အပေါ်ကိုစင်ငယ်ပြောင်းလဲမှုတွေအများကြီးပြုလုပ်ပြီးတော့လူနေမှုဘဝလူနေမှုအဆင့်တောင်တဆင့်တဆင့်မြင့်အောင်ပြုလုပ်ပေးနိုင်တယ်ဥပမာ Thomas Edison တို့လိုမျိုး Benjamin Franklin တို့လိုမျိုး Newton တို့လိုမျိုးသူတို့ရှာဖွေတွေ့ရှိတဲ့အရာဥပမာလျှက်စစ်ဆိုတဲ့လျှက်စစ်ပေါ့ဒီလျှက်စစ်ပေါ်ကိုမူတည်ပြီးတော့လူတွေကမိချောင်းတွေဖုန်းတွေကွန်ပျူတာတွေစသဖြင့်လူနေမှုအဆင့်နဲ့တဆင့်မြင့်အောင်လို့စင်ငယ်ပြောင်းလဲပေးနိုင်တယ်သူတို့တွေက pave the way ဒီလိုနေရာမျိုးမှာသုံးလို့ရတယ်ဒီစကားပါဆိုတော့တိုင်းဘာသာပြင်ရရင်တော့သူကလမ်းသစ္စာဖောက်တာကောင်းတဲ့ຢာတွေဖြစ်ဖို့အတွက်စပြီးရှာဖွေတွေ့ရှိတာစာကြောင်းထဲမှာထည့်သွင်းရမယ်ဆိုရင်တော့ Her research paved the way for new treatment for the disease ဒီယောဂပိုးတွေအတွက်ကသူမရဲ့ရှာဖွေတွေ့ရှိမှုကနောက်ထပ်ကုထုံးအသစ်တွေပြုလုပ်မှုအတွက်လမ်းစာပဲအစပဲဒီလိုမျိုးပြောလို့ရတယ်ဒီလောက်ဆိုရင်တော့သဘောပေါက်မယ်ထင်ပါတယ်ဗီဒီယိုကကိုယ့်အတွက်အကျိုးတစ်ခုရှိမှဆိုလို့ဆိုရင် like လုပ်ခဲ့နော်သိချင်တာရှင်လဲ comment မှာမှတ်သွားလို့ရတယ်ကျွန်တော်ဒီလောက် research လုပ်ပြပြန်ပြောပေးမယ်ကျွန်တော်ကတော့ English tips and trick guide ရောမှာ